အားလုံးပဲမင်္ဂလာပါအခုဒီနေ့ဆိုရင်တော့2026ဇွန်လ19ရက်တောက်ကြနေပဲဖြစ်ပါခင်ဗျအခုကျွန်တော်ရောက်ရှိနေနေရတော့လေဘန်စတာနာကျုံရောင်းမြခမ်းမှာရောက်ရှိနေပဲဖြစ်ပါခင်ဗျဒီခမ်းနားမှာဆိုရင်တော့ဖြစ်နိုင်ငံတော်ရဲ့သဘောထားမှန်ကိုသိရှိပြီးလက်နက်ချလင်းဝင်လာသူများကိုဒါမျိုးပါရထားတဲ့ပြည်လဲအနေချင်းခမ်းနားပဲဖြစ်ပါခင်ဗျဒီခမ်းနားမှာဆိုရင်တော့ဖြစ်ဒီဖွဲ့စည်းတီးကနေပြီးတော့လင်းဝင်ရောက်လာသူဒါညီကိုမောင်နှမ386ဦးပေါ့ရှိပါခင်ဗျဒီဒါလက်နက်ခဲမျိုးစားရင်းနဲ့ဒီခမ်းနားမှာတယောက်လာညီကိုမောင်နှမတွေရဲ့သူတို့ဖွဲ့စည်းတဲ့မှာဖြစ်ခဲ့တဲ့စိတ်ခံစားချက်တွေဘလို့ခက်ခဲတွေဘလို့နာကြီးစရာတွေကိုဒါမင်းများတော့မှဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ live ကြည့်ရှုပြီးပါအောင်လို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျသူတို့အတွက်ကြသူတို့ကောင်းစားဖို့ပဲသူတို့ကတွေးခဲ့ရလေဒီလိုလူငယ်ရဲ့ရှင်ဘတ်ထဲမှာဘလို့ခံစားနေရလဲဆိုသူတို့မသိခဲ့ဘူးပေါ့ဒီလိုလူငယ်ရဲ့လူလက်ခွင့်တွေကိုလည်းသူတို့အများကြီးပိတ်ပင်ခဲ့တယ်ဒီလိုအရင်လိုလည်းမပျော်နိုင်တဲ့ဘဝအချိန်တွေတိရောက်ခဲ့ဒီ6ပေါက်ထဲကိုထည့်တယ်ပေါ့6ပေါက်ထဲကိုထည့်ပြီးတော့ခြေထောက်တွေကိုခြေပွားတွေကိုဓာတ်နဲ့ခွဲတယ်ဓာတ်နဲ့ခွဲပြီးတော့စားနဲ့တိတ်ပြီးပတားချိုးကြီးတွေနဲ့ကြောုံးနေရိုက်တယ်ပေါ့တကောလုံးစုပ်ပြတ်တက်အောင်ရိုက်တယ်ဒူးတွေဆိုရင်လည်းညိုပုံအောင်ရိုက်တယ်ရိုက်ပြီးလို့ရှိရင်အင်ကြီးမပါဘဲနဲ့အမှအခုတဲတောင်ကြီးပေါ့တောင်ကြီးထဲမှာတညတိတ်ထားပွား6ပေါက်ကြီးနဲ့မနက်မိုးလင်းပြီဆိုတာနဲ့တခါရဓာတ်နဲ့လီတက်ပြစ်ပါတယ်ဒီလိုတက်မတော်ဘက်မှာရောက်တဲ့ခါဘယ်လိုမျိုးကြုံတွေ့ဘယ်လိုမျိုးခံစားရလဲဆိုတော့ဘယ်လိုမျိုးစိတ်ထဲမှာပျော်ရှင်တာပေါ့တအားပျော်ရှင်ပြီးရှင်ထဲမှာပျော်ရှင်မှုမြဲအောင်ကြာမိရေပေါ့ဘာလို့လဲဆိုတော့တခါမှမရဘူးလေလွှထွေးမှုကြီးလည်းညီတို့ပြန်ရခဲ့ဗျာညီမရပါဟုတ်မလားပါဗျဟုတ်ကဲ့ညီလေးနာမည်လေးနဲ့ညီရောက်ရှိခဲ့တဲ့ဖွဲ့စည်းလေးကိုမဆက်ပြပါလေးနာမည်ကတော့ညီလေးနေမင်းခန့်ပါဗျာလေးရောက်ရှိခဲ့တဲ့ဖွဲ့ကတော့ညီလေးတပည့်ချင်းပကဖပါဗျာဟုတ်ကဲ့ညီလေးအနေနဲ့ဒီတပည့်ချင်းပကဖကိုဘယ်လိုမျိုးဒါစတင်ပြီးဝင်ရောက်ဖြစ်ခဲ့ဘယ်လိုမျိုးညီလေးစတင်ဝင်ရောက်ခဲ့လဲဆိုတော့ညီလေးဒါတငယ်ချင်းနေနဲ့ပေါ့တငယ်ချင်းတွေကညီလေးကိုလာပြီးတော့တိုင်နေနဲ့စီလုံးလာနေပဲညီလေးသူ့ခေါ်ရတာကိုပါသွားခဲ့တာပေါ့ဟုတ်ကဲ့ခင်ဗျအခုဒီညီလေးအနေနဲ့ဒီဖွဲ့စည်းထဲမှာဘယ်လိုမျိုးတွေစပြီးတော့ဒါလှုပ်ဆောင်ရလဲဒီလိုစရောက်ပြီဆိုရင်ညီလေးကိုအဲ့ဖွဲ့စည်းထဲမှာညီလေးကိုစတင်လောက်ရတာကညီလေးရှီလုံငန်းတွေလုပ်ပေးရတယ်ညီလေးဂိတ်တွေထိုင်ပေးရတယ်ဒီလိုပတ်စံနေပေါ့ဂိတ်ကြီးတွေပြည်သူဆန်းညီလေးတောင်းပေးရတယ်တောင်းပေးရပြီးတော့သူတို့အထက်ရရှိပြောပါဖို့အတွက်ညီလေးတို့ KTV စောက်ပေးရတယ်ပတ်စံရတဲ့လုပ်ငန်းဆိုဘယ်လုပ်ငန်းမဆိုညီလေးကိုအကုန်လုပ်ပေးခဲ့ရတယ်ပေါ့ညီလေးမှာဟုတ်ကဲ့ပါညီလေးအနေနဲ့ဒီဖွဲ့စည်းတွေကနေရောဒီသူတို့ရဲ့လှုပ်ဆောင်ချက်တွေကိုမကြိုက်လို့ဆိုပြီးတော့ဒီထွက်မယ်ဆိုပြီးတော့စဉ်းစားပြခဲ့ရရှိပါတယ်ညီလေးအဲ့လိုခါပေါင်းတော့မကြည့်နိုင်ခဲ့ပါဘူးညီလေးရှိခဲ့ပါတယ်ဘာလို့လဲဆိုတော့သူတို့အတွက်ကြသူတို့ကောင်းစားဖို့ပဲသူတို့ကတွေးခဲ့ရလေညီလေးလူငယ်ရဲ့ရှင်ဘတ်ထဲမှာဘလို့ခံစားနေရလဲဆိုသူတို့မသိခဲ့ဘူးပေါ့ဒီလိုလူငယ်ရဲ့လူလက်ခွင့်တွေကိုလည်းသူတို့အများကြီးပိတ်ပင်ခဲ့တယ်ဒီလိုအရင်လိုလည်းမပျော်နိုင်တဲ့ဘဝအချိန်တွေတိရောက်ခဲ့တော်ထဲမှာလည်းညီလေးဘုံခွာတော့ညီလေးတစ်ဖြည်းနဲ့မွန်းကျက်လာပေါ့ညီလေးတွေမဟုတ်ညီလေးရဲ့တငယ်ချင်းတွေပါအကုန်မွန်းကျက်ကြတယ်ဟုတ်ကဲ့အဲ့ချိန်တွေထိပါညီလေးရောက်ခဲ့ပေါ့ဟုတ်ကဲ့ညီလေးတိုင်ငယ်ပေါ့လေညီလေးရှေ့မှာလည်းထွက်ပြေးတဲ့လူတွေရောဒါရှိခဲ့ဘူးလားဟုတ်ရှိခဲ့ဘူးပါဗျာဟုတ်ကဲ့အဲ့လိုမျိုးရှိခဲ့တဲ့အချိန်မှာသူတို့ဘက်ကနေဘယ်လိုမျိုးတွေလှုပ်ဆောင်သူတို့ဘက်ကဘယ်လိုမျိုးလှုပ်ဆောင်လဲဆိုပြန်ပြီးတဲ့သူတွေကိုဆိုရင်ကိုဒီ6ပေါက်ထဲကိုထည့်တယ်ပေါ့6ပေါက်ထဲကိုထည့်ပြီးတော့ခြေထောက်တွေကိုခြေပွားတွေကိုဓာတ်နဲ့ခွဲတယ်ဓာတ်နဲ့ခွဲပြီးတော့စားနဲ့တိတ်ပြီးပတားချိုးကြီးတွေနဲ့ကြောုံးနေရိုက်တယ်ပေါ့တကောလုံးစုပ်ပြတ်တက်အောင်ရိုက်တယ်ဒူးတွေဆိုရင်လည်းညိုပုံအောင်ရိုက်တယ်ရိုက်ပြီးလို့ရှိရင်အင်ကြီးမပါဘဲနဲ့အမှအခုတဲတောင်ကြီးပေါ့တောင်ကြီးထဲမှာတညတိတ်ထားပွား6ပေါက်ကြီးနဲ့မနက်မိုးလင်းပြီဆိုတာနဲ့တခါရဓာတ်နဲ့လီတက်ပြစ်ပါတယ်ဟုတ်ကဲ့ညီလေးလေးလာဝင်တဲ့အခါမှာညီလေးတယောက်ထဲလားဟုတ်ပါဗျာကျွန်တော်ရဲ့တငယ်ချင်း2ယောက်ကိုပါခေါ်လာပါဗျာဟုတ်ကဲ့ညီလေးနေတော့ဒီလက်နဲ့ခဲနေမှာပါလာသေးလားဟုတ်ပါခဲ့ပါဗျာတက်လက်ပါခဲ့ပါဟုတ်ကဲ့ညီလေးနေနဲ့အဲ့လိုမျိုးဒီညီလေးဖွဲ့နဲ့ဒီ3ယောက်ဖွဲ့နဲ့ဘယ်လိုမျိုးဒီဖြတ်တန်းလာခဲ့ရတော့လေးဝင်ဖို့တော့ဘယ်လိုဖြတ်တန်းလာခဲ့လဲဆိုညီလေးအခုအပေါ်မှာညီလေးစခန်းမှာပေါ့ရိတ်ခပြက်နေတဲ့အချိန်မှာညီလေးအောက်ကိုဆန်ဆင်းထားရတာပေါ့ဆန်ဆင်းထားရတဲ့အချိန်မှာညီလေးကမှတငယ်ချင်း2ယောက်ကိုညီလေးတိုင်မြင်တယ်တိုင်မြင်ပြီးတော့ညီလေးထွက်ပြေးဖို့ညီလေးကြံစီခဲ့ပေါ့လက်နဲ့မင်းတို့အထင်လဲငါကိုယ်တိုင်ဖြစ်မယ်အေးငါ့အထင်လဲငါကိုယ်တိုင်ဖြစ်မယ်အဲ့ဒါနဲ့ညီလေးအဲ့တွင်းနဲ့တေတူရှင်မကွာမြဲဆိုညီလေးဆုံးဖြတ်ပြီးညီလေးပြေးခဲ့ကြပေါ့ပြေးခဲ့ကြတဲ့အချိန်မှာညီလေးညာဂိမ်းထီညီလေးမှောင်မဲကြီးမှာမိကြီးတလုံးနဲ့3အောင်တော့မှဖြတ်တန်းခဲ့ရတာပေါ့အဲ့လိုသွားခဲ့တဲ့အချိန်မှာညီလေးစိတ်ကန်းတွေကိုကြည့်တယ်စိတ်ကန်းတွေမှာကြည့်ရကြသူတို့ကမီးတွေနဲ့ထောက်ပြီးတော့ညီလေးတို့ရှာနေရပေါ့ရှာနေတဲ့အချိန်မှာညီလေးတို့ကအမှဒီစိတ်ကန်းမီးထောင်ဟိုဘက်စိတ်ကန်းကိုသွားပြီးတော့အဲ့လိုသွားခဲ့ပေါ့သွားခဲ့တဲ့အချိန်မှာညီလေးဆက်လေရှာတယ်ဆက်လေရှာအောင်ညီလေးလှော်တန်နေနဲ့လေတွေပဲတွေ့ရပေါ့ဆက်လေမတွေ့ခဲ့ဘူးပေါ့ဆက်လေတခါတွေ့ရနေရကြတော့လေညီလေးအချိန်ဆိုင်းတော့ပဲနဲ့3အောင်တော့မှတိုင်မြင်နေတယောက်ကိုရှေ့ကနေပြီးတော့ပြည်နိုင်ကျွန်တော်အခုအဲ့ဟိုဆရာတို့ဘက်ကိုရောက်တဲ့ခါကျရင်ပေါ့ပြည်နိုင်နဲ့ရမ်းမှုတယောက်ကိုပြောထားတယ်တယောက်ကိုကြားဆက်လေတခြားမောင်းမှုပြောထားတယ်ညီလေးကအလဲကနေပြီးတော့သူတို့လိုက်တဲ့သူကုန်ပြစ်မယ်ဆိုခေါင်းကိုကြည့်ထိုးစတားမိုင်းနေထားပါတယ်ညီလေးဟုတ်ကဲ့ဒီခုဒီတက်မတော်ဘက်ကိုရောက်တဲ့ခါမှာညီလေးတွေဘယ်လိုမျိုးတွေကြုံတွေ့ပြီးဘယ်လိုမျိုးတွေခံစားခဲ့ရလဲဒီလိုတက်မတော်ဘက်မှာရောက်တဲ့ခါဘယ်လိုမျိုးကြုံတွေ့ဘယ်လိုမျိုးခံစားရလဲဆိုတော့ဘယ်လိုမျိုးစိတ်ထဲမှာပျော်ရှင်တာပေါ့တအားပျော်ရှင်ပြီးရှင်ထဲမှာပျော်ရှင်မှုမြဲအောင်ကြာမိရေပေါ့ဘာလို့လဲဆိုတော့တခါမှမရဘူးလေလွှထွေးမှုကြီးလည်းညီတို့ပြန်ရခဲ့ဗျာ
ပြောမှဆိုညီလေးတို့အများကြီးငတ်နေတဲ့မြစ်တာတွေပေါ့မြစ်တာတွေငတ်နေတဲ့အရာတွေလည်းညီလေးတို့ပြန်ရခဲ့ညီလေးတို့နွေးနွေးထွေးထွေးကြိုဆိုတယ်ရောက်ပြီဆိုတာနဲ့ငါညီမဘာစားမှလဲဘာလုပ်မှလဲညီလေးတို့အကုန်ဖြစ်ရှင်တဲ့အရာမှန်တယ်အကုန်လုပ်ပြီးရဗျညီလေးတို့အဲ့လိုပုံစံမျိုးထိဆိုတော့ညီလေးတို့လူမျိုးရှင်ဘတ်ထဲမှာပျော်ရွှင်နေတဲ့သဘောပေါ့ဟုတ်ပြီ ဟုတ်ကဲ့ညီလေးအနေနဲ့ဒီအဖွဲ့အစည်းရဲ့ညီလေးရောက်ရှိခဲ့တဲ့အဖွဲ့အစည်းကိုစိတ်အနာဆုံးချက်တွေဆိုရင်ဘာတွေများဖြစ်မလဲ စိတ်နာဆုံးချက်ဆိုဘာကြီးဖြစ်မလဲဆိုရင်ညီတို့ရဲဘော်တွေကိုညီတို့ရှေ့မှာပြန်တက်တာညီတို့စိတ်နာဆုံးရဲဘော်မိသားစုဝင်တွေကိုလည်းကိုကိုယ်တိုင်နိုင်တော့မဖမ်းမင်းနဲ့အဲရဲဘော်ကိုပြန်ဖမ်းခိုင်းပြီးတော့သူ့ရှေ့မှာတက်တာမျိုးတွေနောက်ပြီးကြတော့ညီလေးတို့ကိုကျွန်းတယောက်လိုဆက်ဆံတာတွေညီလေးတို့ပြည်သူတွေနဲ့တိုက်ခံဖြစ်ပြီးတော့ဗောသူတို့အရာရှိတွေじゃကောင်းစားပြီးညီလေးတို့ပြည်သူတွေစီကမတရားလုပ်ခိုင်းတဲ့အရာတွေညီလေးအမောင်းဆုံးပေါ့ ဟုတ်ကဲ့ပါညီအခုဒီမကြခင်လဲဒါအိမ်ပြန်ခွင့်ရတော့မယ်ဒီကြန့်ရှိနေတဲ့ဒီညီလေးတို့ညီကိုမောင်နှမတွေရောညီလေးဘာများပြောချင်သေးလဲ ဘာမှပြောချင်လဲဆိုတော့တောထဲမှာတော့အနေတော့နဲ့ပေါ့အမောင်မခိုနဲ့လူငယ်တွေပဲတလန်းနေအများကြီးရှိတယ်မျောလင်းချက်တွေအများကြီးရှိတယ်လူငယ်ဆိုတော့အဲ့တော့လင်းလာဝင်မှာအသက်အာမခံပါတယ်အလုံးမရှိရင်လည်းလုံလဲရှာပြီးတယ်စားရမရှိရင်လည်းအကုန်ထောက်ပံ့ပါတယ်ပေါ့ဒီလိုအခုလက်ပါခင်လည်းပါခဲ့တဲ့လူမျိုးညီလေးတို့ကောင်းမွန်ဆက်ဆံပြီးတော့ကောင်းမွန်ပေးတယ်ပေါ့အလက်မပိုင်လည်းမပါတဲ့သူမျိုးကိုကောင်းမွန်ဆက်ဆံကောင်းမွန်ပေးရပေါ့ညီတို့အခုအိမ်ပြန်မယ်ဆိုရင်တော့မှညီလေးကိုလင်းဝင်ခန္ဓာဝယ်ပြီးလို့အိမ်ပြန်ခဲ့မယ်ဆိုရင်တော့ညီလေးတို့ကိုရွေးထွေးနေအိမ်ကိုပြန်ပို့ရပေါ့မိဘထံစီကိုပြန်အပ်ပြီးတဲ့အတွက်ညီလေးကတော့တောထဲမှာမနေချောင်းနဲ့ပေါ့ချစ်စီချင်တာလူငယ်ဆိုတော့တလန်းနေအများကြီးရှိတယ်လှုပ်ရှားရအများကြီးရှိတယ်အဲ့တော့ကိုယ့်နယ်ကိုပြန်ပြီးတော့ကိုယ့်အနေကိုအလင်းဝင်ပြီးအိမ်မှာမိသားစုနဲ့ပြောရှင်ပြန်နေစီချင်တာပေါ့ ဟုတ်ကဲ့ပါညီလေးခုလိုဖြစ်ကြပြတဲ့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးပါဗျာ